Hello အားလုံးပဲကျွန်တော်တို့ရဲ့ Sport Motion Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Premier League ထဲက performance တစ်ခါတလေကျန်းပေမဲ့တစ်ခါတလေတော့ပရိသတ်တွေကိုအယမ်းရေစီတတ်တဲ့ဟာတာအသင်း9သင်းကိုနံပါတ်5ကနေအထိပြောပြပေးသွားမှာပါဒီ list ထဲမှာပါတဲ့အသင်းတွေကတကယ်အားနည်းလို့မဟုတ်တဲ့တချို့အခိုက်အတန့်တွေကြောင့်ဟာတာဖြစ်သွားတာတွေပါနံပါတ်5မှာတော့ညီမလေးတို့အသင်းပါညီမလေးတို့ဆိုတာလူအပြောင်းအရွေ့မှာပိုက်ဆံ3တာကိုကြည့်ရင် PSG လား Real Madrid လားဆိုတာတော့မသိတော့ဘူး player တွေကို line up တစ်ခုမဟုတ် squad တစ်ခုမဟုတ် team နဲ့တင်လောက်စာဝယ်ထားတယ်ဒါပေမဲ့ပွဲထဲမှာကြည့်လိုက်ရင်တော့ chemistry not found man တခါတလေ pass တစ်ချက်တော့မကိုက်ဘူး fans တွေကတော့ငါတို့ rebuild လုပ်နေတာဆိုပြီးအမြဲတမ်းစိတ်ရှည်နေရပါတယ်ဒါပေမဲ့ပြန်လဲတိဆောက်ရေးက Minecraft တိဆောက်တာလားဆိုတာတော့မသိတော့ဘူးလေနံပါတ်4မှာတော့ကျက်ဖားကြီးတို့အသင်းဖြစ်ပါတယ်ကျက်ဖားကြီးတို့ဆိုတာ almost club လို့ခေါ်ရမယ် almost champion almost comeback almost success ဒါပေမဲ့နောက်ဆုံးမှာတော့အမဲတမ်း almost နဲ့ပဲပြီးသွားတတ်တယ် fans တွေကဒီနှစ်တော့ဖြစ်မယ်လို့မျှော်လင့်နေ season 9ကရောက်တာနဲ့ next season ကငါတို့ယာဒီဆိုပြီးပြောင်းသွားတယ်လေနံပါတ်3မှာတော့ကိမှုကြီးအသင်းပါကိမှုကြီးတို့ကတော့ football version of mood swing ပါတပွဲမှာ top team 11ကန်ပြီး fans တွေကို we are back လို့ခံစားစေတယ်ဒါပေမဲ့နောက်တပွဲမှာတော့92ကြောင်ပြီးရိုးရိုးရှင်းရှင်း pass တွေမှာ defense breakdown ပြီးတော့ fans တွေကငါပါကြည့်နေတာလဲဆိုပြီးစိတ်ညစ်ဒီအတင်းကိုကြည့်ရတာ Netflix drama ကြည့်နေတယ်လို့ပဲ plot twist အများရှိတယ်နံပါတ်1မှာတော့ Newcastle United ပါ Newcastle ကတချင်က dark horse လို့ခေါ်ကြတယ်ဒါပေမဲ့တချို့ပွဲတွေမှာတော့ dark horse မဟုတ်ဘူး ghost horse ရှိနေတယ်လေ big team တွေနဲ့တွေ့ရင်တခါတလေကျန်းတယ်တခါတလေတော့ completely disappear ဖြစ်သွားတယ် fans တွေကလည်း result ကို predict မလုပ်နိုင်တော့ဘူးနံပါတ်1မှာတော့ဒီဗီဒီယိုရဲ့ main character ပါစင်ပြန်ကြီးပါယာဒီအစမှာဖလားလေးလုံး champion ဆိုပြီးကျွေးကြော်ခဲ့တဲ့အသင်း August ဖလားလေးလုံးယူမယ်ဆိုပြီးဆုံးဖြတ်ချက် December 3လုံးယူမယ်ဆိုပြီးဆုံးဖြတ်ချက် March 2လုံးယူမယ်ဆိုပြီးဆုံးဖြတ်ချက် May top 4ဝင်ရင်တော့လည်းပြီဆိုတဲ့အဆင့်ပြောက်ဖြစ်သွားတယ်ဒီ timeline ကိုကြည့်လိုက်ရင် season progression မဟုတ်ပဲ goal downgrade ထင်ကြီးတာပါနီးပြ Mikel Arteta ကလည်း tactics master လို့ခေါ်ပေမဲ့ big moment တွေမှာ result မထွက်တာများလာတယ် fans တွေကတော့အမြဲတမ်းယုံကြည်ချက်ထားနေတယ်ဒါပေမဲ့အတင်းကတော့တခါတလေ fans တွေကိုအဖြစ်မှန်စစ်ဆေးခြင်းပြန်ပေးနေတာပါအခုလဲဖလားနှလုံးခွက်ပြောက်သွားပြီဆိုတော့ကြံတဲ့နှလုံးကငါတို့အတွက်ပဲဆိုပြီးကြွေးကြော်နေကြပြန်ပါတယ်ဒီအသင်းတွေဟာ quality မရှိတာမဟုတ်ဘူး player တွေကောင်းတယ် coach တွေလည်းကောင်းတယ်ဒါပေမဲ့ consistency မရှိတာ pressure မခံနိုင်တာ decision making မှားတာတွေကြောင့်တခါတလေဟာတာဖြစ်သွားတာပါနောက်ဆုံးမှာတော့ဘောလုံးဆိုတာတခါတလေ serious ဖြစ်နိုင်တယ်လို့တခါတလေဟာတာလည်းဖြစ်နိုင်ပါတယ်ဒီအသင်းတွေကတော့ပရိသတ်တွေကိုရေမောစေခဲ့တဲ့အခိုက်အတန့်တွေနဲ့ဒီ list ထဲဝင်လာတာပါမင်းအမြင်မှာတော့ဒီထဲကမင်းသမီးတို့အမြင်မှာဘယ်အသင်းကအဟာတာဆုံးလဲ comment မှာရေးခဲ့ပါအောင်